တော့ဒီမှာကစ်တန်ကလောက်ပဲတက်ပုံတန်လေးပြပါနော်အရင်နေ့ကဂီယာပေါင်းချမ်းပြထားတယ်ခုဒီနေ့ကဒီမှာကစ်တန်ပြပါနော်ကစ်တန်လေးကိုနိုင်လက်တန်လေးနဲ့လှည့်ကတ်ထားလိုက်ပြီးကြရင်ဒီမှာကောင်းလေးစွတ်မယ်နော်စွတ်ပြီးကတ်မယ်လက်ကြီးလိုက်ညက်နေတယ်ကစ်ထောင်းတယ်ကစ်ကိုပြန်ရိုက်တော့မှာနော်ကစ်တန်အဟောင်းလေးနဲ့ရိုက်မယ်ကစ်တန်လေးတက်လိုက်တယ်ကစ်တန်လေးတက်ပြီးတော့မှလှည့်ရင်လှည့်လို့မရဘူးဒီဘက်ကစ်ဆက်ပလန်အောက်ရောက်သွားတယ်ကောအပေါ်ပြန်တက်နေမှဒီကောင်းလေးပြေပေါက်ချက်တယ်လှည့်ရအောင်နော်ဒါမှကစ်ကောင်းလေးထည့်မယ်ထည့်ပြီးကစ်ကိုပေါ်ကိုတက်လာအောင်ရိုက်တက်လိုက်မယ်နော်โอเคဒီမှာကစ်တန်လေးတက်မယ်နော်ချက်နှစ်ချက်လောက်ရလိုက်အဲ့ဒါလှည့်လို့ရရနော်ဒီအွန်လိုင်းနဲ့ပေါ်တက်သွားပြီနော်ကစ်ရိုက်လိုက်ပြီအဲ့ဒါပြီးရင်ဒီမှာဂီယာချင်းပြီးတဲ့ပင်စံလေးတွေပါနော်ကွန်ထရိုလာကိုထိန်းထားတယ်ပင်စံလေးထည့်မယ်ဒီမှာပင်စံလေးတွေအတူလေးတစ်ခုပါမယ်နော်အတူလေးတစ်ခုနောက်ဆုံးမှထည့်မယ်အရှိတွေရင်လိုက်ထိုးကြည့်မယ်တို့တစ်ခုထည့်မယ်နော်โอเคထည့်ပြီးဒီဟာရှက်တွင်းမယ်နော်ပြီးရင်အပေါ်ပင်အသေးလေးနှစ်ခုထည့်မယ်အားလုံးပေါင်း5ခုပါရနော်ပင်လေးတွေဒီရဲ့height လေးရှိရနော်ဒီကောင်ကဒီမှာ height ကလေးဒီကောင်လေးအလဲတက်တက်မှရှိရမှာ height ထားတာအဲ့တော့ဒီဘက်ကခရိုလာကြည့်လိုက်ဒီဘက်က height ကြီးတယ်ဒီဘက်က height ကြီးတယ်ဘက်က height ပြန်ထည့်မယ်နော်โอเคဒါဆိုနှစ်ပေါက်လေးတက်ရင်နော်အကောင်လေးကမတက်ရင်နှစ်ကျက်လို့မရဘူးနော်နှစ်ကျက်ပဲနော်နှစ်ကျက်လို့အဲ့လိုက်လျနေဒီဘက်ကဒါလေးတစ်ချက်လှည့်လိုက်ထောက်အောင်လို့โอเคပြီးရင်လှည့်မယ်ဒီအောင်လှည့်ကြည့်ဒါဆို free ရောက်နေပြီတက်ထိုးကြည့်မယ်နောက်တစ်ချက်โอเคနော် free မှာထားမယ်နော်နော် free နော်ဒီချက်လေးလိုက်မလဲဘူးကြာကြည့်တာဟုတ်ပြီချက်လေးလိုက်လေနော်ဟုတ်ပြီချက်လေးလိုက်လေတယ်အဲ့ဒီလေတော့မယ်ဒါဆို free ဖြစ်သွားပြီနော် free ဆိုအောင်မလဲတော့ကိုကချက်မလဲတော့အဲ့ဒီအကုန်လုံးပြီးရင်ကိုပင်နေတက်မယ်ကိုပင်နေတက်ပြီးရင်ကလစ်ထည့်မယ်နော်ဒီကရိုင်းကနောက်လဲတဲ့ကရိုင်းဒီကရိုင်းကပင်နေအမြင့်ဖြစ်တဲ့အတွက်ဒီကောင်ကကရိုင်းဝါရှာထည့်ကြမလို့နော်ဒီဝါရှာထည့်ကြမလို့ဒီကောင်ကစီပန့်ပင်နေအကြီးနဲ့လာပြီးအထူနဲ့လာတာထူနဲ့လာတော့ဒီကောင်ကဒီဝါရှာထည့်ကြမလို့တချို့ကရိုင်းနေ original ကရိုင်းနေပြန်ရိုက်တဲ့ဟာဆိုရင်တော့ဒီဟာလေးထည့်ပေးရမှာနော်ခုဒီကောင်ကတော့ပင်နေအမြင့်ဖြစ်တဲ့အတွက်ဒီကောင်ထည့်ကြမလို့ကိုပင်နေသေးထည့်မယ်သေးထည့်ရင်စားတဲ့နေရာလေးတွေကြည့်လိုက်ကောင်လည်းဒီဘက်ကစားတာလေဒီဘက်ကမစားသေးဘူးဒါဆိုဒီကောင်ကခိုးစံနည်းနည်းလေးညည်းတယ်ညည်းရင်ကောင်လေးကိုစော့ဒီလိုတက်ရမှာနော်အရာလေးတိုင်းတက်ရမယ်ဟာကိုဒီလိုလှည့်ပြီးခိုးစံအနေငယ်ပျောက်သွားတာနော်ပြီးရင်ကလပ်ပြတ်တက်မယ်ကလပ်ပြတ်ထည့်မယ်ဆိုရင်ဒီမှာကလပ်ကြောက်ပြင်းရှိတယ်ဒီကောင်လေးစားမစားကြည့်နော်ပြန်ရင်ကလပ်အားလေးနေထည့်မယ်နော်ပြီးရင်ဒီမှာကလပ်တံများနှစ်ပြားရှိတယ်ဒီတစ်ပြားကလည်းသေးတယ်ဒီပြားကလည်းကြီးတယ်တွေ့လားကြီးတွေကအပေါ်ကနော်ဒီသေးတဲ့ဟာလေးကအောက်ကနော်အောင်လေးဒီမှာဟို finger လေးကုတ်တဲ့အရာလေးတွေပါနော်ဒီကောင်လည်းသုံးလို့ရတယ်လို့ပြန်သုံးပေးလိုက်တာနော်ထည့်နော်အောင်ထည့်မယ်ထည့်ပြီးရင်အရင်နဲ့လောင်းမယ်ဒီမှာလောင်းပြီးရင်ဒီမှာကလပ်ပြား၃ပြားရှိတယ်ဒီမှာလည်းအတက်တွေပါတာရှိအတက်မပါတာ2ပြားပါမယ်အတက်ပါတာ1ပြားပါမယ်အတက်မပါတဲ့1ပြားကိုဒီမှာ
သူ့ရဲ့ဒီ fiber ပြုတ်လေးတွေပါတယ်မျက်နှာပြင်လေးတွေပါတယ်ဟာလေးကိုအောက်မှောက်ထည့်လိုက်ပါနော်အောက်မှာအင်ဂျင်တုတ်ထားရနော်ပြီးရင်ဒီမှာအင်ဂျင်ဘောတာများပုံမယ်အမှန်လို့ပို့တာလည်းဒီအင်ဂျင်လုံးပြီးတော့ဆက်စနုနေတာဒီမှာအင်ဂျင်မဝင်သေးဘူးအဲ့ဒီမှာကောက်စီးလိုက်တာတော့ဒီမှာစီမရှိရင်ကလပြခဏလေးကြာသွားမှာဒီမှာတက်လေးပါတယ်ဟာထည့်ပြီနော်ဒီရင်ဒီမှာတော့မယ်ပြီးဒီမှာချက်ကိုပေါ့နော်အော်တန်များမင်းနဲ့ပြင်နေဒီဘိုင်းမှာဒီကောင်ပေါ်တင်ရမယ်နော်ပြီးရင်ကလပ်မှာ supply လေး၄ခုပါတယ်ဒီ supply ၄ခုထည့်မယ်နော်၄ခုကထည့်မှာအတက်လေးတွေရှိတယ်အဲ့အတက်လေးတွေနားလေးကိုထည့်ရမယ်ဒီမှာအတက်လေးတွေ၄ခုအတက်လေးဒီဘက်ပေါက်နေမဟုတ်ဘူးနော်အတက်လေးတွေပါလေထည့်မယ်ပြီးရင်ဒီကောင်လေးကိုဒီမှာဒီတက်လေးတွေကဒီပေါက်လေးတွေကိုတက်လေးထည့်အုပ်မယ်နော်ပြီးကလေးထည့်မယ်โอเคပြီးရင်ဒီကောင် free ရှိမရှိလှည့်ကြည့်မယ်ဒီဘက်ကိုလဲရမယ်ဒီဘက်ကိုချိတ်ရမယ်နော်လဲနော်ဒီဘက်ကိုလဲတစ်ဖက်ကိုပြန်လှည့်ရင်ချိတ်ရမယ်နိုင်လက်တိုင်းလဲရမယ်နိုင်လက်တိုင်းဖက်ပြန်ဆိုရင်ချိတ်ရမယ်โอเคပြီးရင်ဒီမှာကိုပင်နယ်လေးသွတ်တတ်မယ်ဆိုရင်ဒီမှာကလောင်လေးတက်မယ်တက်ပြီးရင်ဒါလေးလှည့်ကြည့်မယ်နော်ဒါလေးဖိပြီးလှည့်ကြည့်တစ်ဖက်ကိုရရမယ်ဘယ်တစ်ဖက်ကျချိတ်ရမယ်နော်လဲလို့ရရနော်လဲလို့ရရင်ဒီအောက်မှာဒီကလေးလေးတစ်ခုပါမယ်အောက်ဆိုင်ဝါရှာလေးတစ်ပြားပါမယ်โอเคကလန့်အောင်စွတ်ပြီးဆိုဒီမှာကလေးလေးပါသေးရနော်ကီးလိုင်းကုတ်တယ်ဒီnetလေးကိုပြန်ကုတ်ပြီးတယ်ကလေးလေးပါတယ်ကောင်းဒီမင်းကတော့မပါတော့ဘူးမပါတော့ဒီမှာအောက်ဆိုင်ဝါရှာလေးပဲပါတယ်အောက်ဆိုင်ဝါရှာလေးပဲထည့်လုံးမှာနော်ကလေးလေးထည့်ရမယ်နော်ဒီထဲကိုကလေးပြီးမှအောက်ဆိုင်ဝါရှာခံမယ်အောက်ဆိုင်ဆိုတော့ပြင်ထုတ်ထားရမယ်နော်ပြီးကြရင်ဒီမှာကလန့်အောင်netလေးထည့်မယ်ထည့်ပြီးကြက်မယ်နော်ကြောင်ကိုတလောက်ကျက်တဲ့ဒီလိုကီးလေးတွေမရှိဘူးဆိုရင်ဒီကြောက်လို့ပြားနဲ့ရိုက်ကျက်လို့ရရနော်ပြီးရင်ဒီမှာ6တောင်မောထိုင်တဲ့ဟာလေးကိုထည့်မယ်နော်ပြီးရင်အခုနဲ့၄လုံးစုပ်မယ်ဘယ်လောက်နဲ့လေးကြက်ပြီးဒီမှာဘောလေး6တောင်မောလေးထည့်မယ်နော်6တောင်မောလေးကောင်းတယ်မနော်မကောင်းတော့ကြီးကထိုးခါကျအတန်ထွက်တယ်ဒီဘက်ချမ်းကနေကြရင်ဒီနဲ့လေးဒီဘယ်ဦးနဲ့လေးလုံးကိုပေါင်းလက္ခဏာပုံစံလေးကိုမျက်နှာဘူးတစ်ပတ်နဲ့ပေါင်းလက္ခဏာပုံလေးထည့်မယ်ထားမယ်နော်ထားပြီးဆိုမှဒီကမောင်းတက်မယ်ပြန်မောင်းတက်တဲ့ခါကျရင်ဒီမှာဒီနဲ့အလဲချားလေးကိုမှန်းပြီးတော့မှဒီမောင်းလေးကိုထည့်မယ်နော်ဒီကောင်လေးကိုအပေါင်းလက္ခဏာပုံစံတိုင်းထားရမှာနော်ဒီနက်ကလေးကိုအပေါင်းလက္ခဏာပုံစံတိုင်းမှာဒီကောင်ကနေဒီဘက်တားလေးနဲ့ဒီလေးချိန်ထည့်လိုက်ပြီးရင်ဒီမှာစီတက်တဲ့ဖောင်းလေးတစ်မောင်းပါမယ်နော်ခလိုင်းဝင်သွားတဲ့စီတက်ဖောင်းလေးပါမယ်နော်ခလိုင်းဝင်သွားတဲ့စီတက်ဖောင်းလေးထည့်မယ်အောက်ကလည်းဟိုတက်တာပြီးလောက်သွားပြီကလည်းဟိုဖုံမယ်နော်ကလည်းဟိုရက်ထည့်မယ်ဆိုရင်ဒီမှာဖောင်းတစ်ဖောင်းပါမယ်ဒီဘက်မှာဖောင်းတစ်ဖောင်းပါမယ်ဒီဘက်မှာဖောင်းတစ်ဖောင်းဒီဘက်မှာဖောင်းတစ်ဖောင်းပါမယ်နော်ဖောင်းတစ်ဖောင်းပါမယ်ကလည်းဟိုရက်လေးထည့်မယ်ထည့်ပြီးရင်ဒီမှာကလည်းဟိုဖုံးလေးလိုက်နော်ဒီဘက်မှာဖောင်းနေကတ်နေတယ်ဒီဘက်ကိုပြောင်းပြီးလိုက်ကိုအားသာတယ်လို့မဲစီတွေပါလေတားကြီးတုတ်เสียရတော့မလို့နော်ဒီမှာတဲလိုက်တဲပြီးရင်ဒီဘက်ကဒိုလေးဖိထားလိုက်ဒီဘက်ကလည်းဒိုလေးထုထားလိုက်အဲဒါဝင်သွားရင်နော်လက်ပြီးပဲလက်တွေထည့်မယ်ဒီဘက်ကအရှိတစ်လုံးထည့်ပြီးရှည်သုံးလုံးနဲ့ဒီဘက်ကိုတက်မယ်ဒုတိယရှည်တဲ့နှလုံးကဒီမှာနှလုံးထည့်ပြီးပြီးရင်ဒီဘက်မှာနှလုံးထည့်မယ်ဒီမှာနှလုံးထည့်ပြီးဒီနဲ့ကြည့်မယ်နော်
လက်ချက်ပြီးသွားရင်ကလောက်ကတော့ပြီးသွားရနော်